လာပါရှင်ဒီနေ့ခေတင်နေကြဗီဒီယိုတွေနဲ့မတူတဲ့ခေတို့မိသားစုလေးနေနေတဲ့နေရာအကြောင်းလေးကိုပြောပြသွားမှာပဲဖြစ်ပါတယ်ပုံမှန်ဆိုရင်ခေတို့ကမအားဘူးပေါ့နော်အားတဲ့ရက်မှာလည်းအပြင်သွားတာထက်အိမ်မှာပဲ family quality time လေးတူတူနေရတာပိုကြိုက်ပါတယ်ခေရမိသားစုပေါ့နော်ဖေဖေရဲ့မမေရဲ့ခေရဲ့လီယမ်တို့ generation တီအားလုံးပြီးပြည့်စုံတဲ့နေရာလေးဖြစ်တာမို့ပန်းလိုင် estate ကိုရွေးချယ်ခဲ့တာပဲဖြစ်ပါတယ်အဲ့တော့ဘာဖြစ်လို့ပန်းလိုင် estate ကိုခေရမိသားစုအရန်သဘောကျတယ်ဘယ်လိုမျိုးအချက်တွေကခေတို့ဆွဲဆောင်ခဲ့လဲဆိုတာကိုပြောပြသွားမှာဖြစ်တဲ့အတွက်ဗီဒီယိုလေးကိုဆက်ကြည့်ပေးပါအောင်ရှင်ဖေဖေဆိုရင်ငငယ်လေးတွေကကော့ဖျရတာအရန်ကြိုက်ခေတို့ဒီမရောက်ခင်တည်းကဖေဖေကပန်းလိုင် golf club မှာရိုက်ဖြစ်ပါတယ်ကမ္ဘာအဆင့်မီ championship ကောက်ကွင်း18ကျင်းပါဝင်တဲ့ golf club ဖြစ်ပြီးလီယန်တို့လို golf စိတ်ဝင်စားတဲ့ကလေးတွေအတွက်ဆိုရင်လည်းအသက်9နှစ်ကနေစပြီး junior course လေးတွေရှိတာမို့လာရောက်တင်ယူလို့ရပါတယ်နော်weekend နေမှာဆိုရင်လည်းအစောကြီးထားပြီးမနက်စာမချက်ချင်တဲ့သူတွေမနက်စောစောမိသားစုနဲ့အတူတူ breakfast စားပြီးအနားယူချင်တဲ့သူတွေအတွက်ပန်းလိုင်ရဲ့ Lotus Pavilion Restaurant လေးရှိတယ်နော်ဒီဆိုင်မှာဆိုရင်အပတ်စဉ် Saturday and Sunday နေ့ကိုမနက်9နာရီကနေ17နာရီအထိ breakfast ခင်းပေးထားတာမို့အားရက်ကိုအေးအေးဝဝအိပ်ပြီးမှ breakfast ရော lunch ပါတခါတည်းစားချင်တဲ့သူတွေအတွက်အရန်အဆင်ပြေပါတယ်ရှင်ပြီးတော့ပန်းလိုင်အင်ယာဝင်းထဲမှာနေထိုင်တဲ့သူတွေအတွက် free delivery service လေးရှိတာမို့အပြင်ထွက်မစားချင်ဘူးဆိုရင်လည်းအင်ယာထဲမှာပဲမစားဖို့အရန်အဆင်ပြေပါတယ်နော်နောက်ပြီးတော့အပြင်မှာထွက်မစားပဲအိမ်မှာပဲဟင်းချက်စားချင်တဲ့သူတွေအတွက် convenience store ရှိရုံတည်းမကလက်ဆက်တဲ့ organic ဟင်းသီးဟင်းရက်တွေဝယ်လို့ရတဲ့ veggie farm ရှိတာမို့အဝေးကြီးသွားနေစရာမလိုပဲတနေရာထဲမှာပဲအဆုံရနိုင်တာကြောင့်ခေတို့မိသားစုစိတ်ကြိုက်ပေါ့နောက်ထပ်ခေမမေရောသဘောကျတဲ့နေရာလေးရှိသေးတယ်နော်အဲ့ဒါကတော့ပန်းလိုင် Country Club မှာရှိတဲ့ Oasis Spa ပဲဖြစ်ပါတယ်။ Oasis Spa မှာဆိုရင် facial spa, body spa, nail manicure, Thai massage စသဖြင့်ခေါင်းစခြေဆုံးလုပ်ပေးတဲ့ service တွေရှိတာမို့တနေရာထဲမှာစိတ်ကြိုက်အေးအေးဆေးဆေး relax လုပ်လို့ရတာပေါ့။နောက်ပြီး Country Club မှာရှိတဲ့ Oasis Restaurant ဆိုရင်လည်းခေရိုမီသားစုအမြဲတမ်းစားပြပါလေဒီအိမ်ရထဲမှာ Horizon Restaurant, Noodle Bowl စသည်အလိုမျိုးစားတော့ဆိုင်တွေရှိတဲ့အတွက်စိတ်တိုင်းကြရွေးချယ်စားလို့ရတယ်နော်ခေရဲ့ personal favorite ကတော့ Oasis Restaurant ပေါ့နော်သမီးရှင်ဘယ်လိုစားလို့ရပြီအော်စားလို့ရတာဖြစ်ရှင်ကျေးဇူးတင်ပါတယ်စားပြီနော် Okayပန်းလိုင် Country Club မှာ Oasis Restaurant, Oasis Spa အပြင် Swimming Pool, Gym နဲ့ Tennis Court တွေပါတာမို့ခေတို့လိုအေးအေးဆေးဆေးအနားယူခြင်းတဲ့သူတွေဒါမကအားကစားနဲ့ကျန်းမာရေးကို view ဆိုင်တဲ့သူတွေအတွက်ဒီတနေရာထဲမှာပဲအကုန်လုံးလို့ရအောင်ဖန်တီးပေးထားပါတယ်တခါတလေခေတငယ်ချင်းကလည်းပေးရတဲ့မှာပန်းလိုင်မှာရှိတဲ့အဝေးမြစ်တာမှာ staycation လာနေတာမို့အဲ့ဒီအချိန်တွေဆိုရင်ခေတို့နှစ်ယောက်Country Club မှာ tennis ဆော့ဖြစ်တယ်။ဆော့ပြီးလို့ပြန်မလာတာနဲ့အဝေးမြစ်တာက flare မှာအမောဖြစ်ရင်တငယ်ချင်းနှစ်ယောက်နိုင်ယူကြတာပေါ့။ဒီမှာစီကာပါရှိတော့ဖေဖေနဲ့ဖေဖေမိတ်ဆွေတွေအမြဲတွေ့ဖြစ်နေတဲ့နေရာလေးတစ်ခုပဲဖြစ်ပါတယ်။နောက်ပြီးတော့ဒီပန်းလိုင်ထဲမှာခေတို့မိသားစုအတွက်ကျမ်းမာရေးဆိုရင်လည်း
ပန်းလိုင်ဆေးရုံလီယမ်လေးရဲ့ education အတွက်ဆိုရင် King's International School ဒါအပြင်ကလေးတွေအတွက်ကစားကွင်းဘောလုံးကွင်းနဲ့ Kid Race Map တွေပါတာကြောင့်မိသားစုတိုင်းအတွက်အချိန်ကုန်လူပင်ပန်းသက်သာတဲ့အပြင် generation တိုင်းအတွက်တနေရာထဲမှာပဲပြီးပြည့်စုံတဲ့ပန်းလိုင်အင်အားကိုခေကတော့ဒုက္ခပေါင်းလို့ပဲခံစားရပါတယ်ဒီလိုတနေရာထဲမှာပဲ modern living standard နဲ့တီးသက်ကပါလေးလို့ဖြစ်နေတဲ့ပန်းလိုင် estate ခေတို့မိသားစုအတွက်ဆိုရင်တော့ခေရဲ့ရွေးချယ်မှုကအမြဲတမ်းနိုင်ခဲ့တယ်နော် ဟုတ်ပါတယ်ပန်းလိုက်အိမ်ယာဟာတကယ်ကိုပြည့်ပြည့်စုံတဲ့ပတ်ဝန်းကျင်နဲ့ဖန်တီးထားတဲ့နေရာလေးတစ်ခုပဲဖြစ်ပါတယ်ကျွန်တော်လူကြီးအတွက်ဆိုလို့ရှိရင်ကျမ်းမာရေးကလေးတွေဆိုပညာရေးမိသားစုတွေဆိုလုံခြုံရေးအပြင်တကယ်ကိုအဆင့်မြင့်တဲ့လူနေထိုင်မှုပုံစံတွေနဲ့ဖန်တီးထားတဲ့နေရာလေးတစ်ခုပဲဖြစ်ပါတယ်ပန်းလိုက်အိမ်ယာကိုကျွန်တော်ရွေးချယ်ခဲ့တဲ့အတွက်ပြည့်ပြည့်စုံတဲ့ပတ်ဝန်းကျင်ကြောင့်အခုဆိုရင်ကျွန်တော်တို့မိသားစုကကျမ်းမာပျော်ရွှင်တဲ့မိသားစုဘဝလေးကိုပိုင်ဆိုင်နေပြီပဲဖြစ်ပါတယ်ခင်ဗျ